မင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာဂျူကီဝွန်နဲ့ဒေတာဘူးနဲ့မွေတော့မယ်မက်နဲ့ဒီနေ့ကျွန်တော်ကေခုတ်လိုက်တယ်နော်မဟုတ်လားကေခုတ်လိုက်တယ်လိုက်မလိုက်လေးပြန်ပြောအောင်ကျွန်တော်ကေရွှိုင်းလိုက်ပြီလွမ်းနေပြီတဲ့ကျေရမင်္ဂလာပါရေမချိုးဘူးလားတဲ့ဩအေးရေမချိုးဘူးလေတန်းရောက်လာတာလေဒီမှာစားပြီးတောက်ပြီးတော့ဒီမှာပရိသတ်တွေကိုအချိန်ပေးရမယ်ဆိုတော့ OMI TV မှာအစင်လေးတွေရှာပေးပါတဲ့ဂျူးသက်သက်ဆောင်က Okay Okay ကန်ချမာလွမ်းနဲ့ဆုံးပါလားတဲ့ငါ့ကိုတချင်းနေဆိုပြရတယ်အရန်နေချောနေတယ်ကိုကောင်းတဲ့ Thank you so much ပါဒီနေ့နော် OMI TV တခါမှလည်းမသုံးဘူးပေါ့နော်ဒီမှာကိုဆိုင်နဲ့တိုင်ပင်ပြီးတော့ကိုဆိုင်က3နဲ့ကိုဆိုင်ရောက်အဲ့ဒါနော်အောင်နေမျိုးတွေမျောနေရနေရရှိပြီကိုကြီးကောင်းမြတ်တဲ့ဟုတ်တယ်အောင်နေမျိုးကြီးအကိုလည်းဒီမှာအလုပ်လေးနည်းနည်းရှုံနေတာနဲ့live မလွှင့်ပြဘူးပေါ့နော်အဲ့ဒါဒီနေ့တော့live လွှင့်မယ်ပြီးဒါပေမဲ့ဒီနေ့ game ဆော့ခြင်းစိတ်တိတ်မရှိဘူးပေါ့နော်အဲ့ဒါနဲ့ hi နဲ့ကောင်းနေပြီလားတဲ့လင်းစာတွေကောင်းတာပျောက်သွားပြီခုနကတော့တော်တော်ကောင်းနေတာစပင်ညက်လိုက်တာလားယင်းနဲ့အရင်ကစပင်လေးကိုချစ်တာတဲ့သေရောကွာစပင်ညက်လိုက်တာပိုချောလာတယ်လို့ပြောရမှာလေစိတ်ချမ်းသာအောင်ဘာဖြစ်လို့အဲ့လိုပြောရတာလဲလာပြီတဲ့လာခဲ့မေဖူးပြေဆုံးနဲ့ချစ်တယ်တဲ့ခဏလေးတဲ့ app down လိုက်အောင်မယ်တဲ့ဂျူးကကိုကြီးနာမည်ခေါ်ပေးပါအဲ့တော့ဟိုဒီနေ့ OMI TV လေးစကားပြောမယ်နော် random ကြားတဲ့သူနဲ့စကားပြောမယ်ဆဲချင်တဲ့သူဝင်ဆဲလိုက်မယ်ဆဲတဲ့သူနဲ့တွေ့ဆဲခံရမှာနော်ချစ်တဲ့သူနဲ့တွေ့ရင်ချစ်ခံရမယ်ဒါပဲအဲ့တော့အရေးစွန်ပြီးတော့ live လွှင့်မယ်ကိုစားရလွှင့်နေဘေးကနေပြီးတော့ဒီမှာရကိုစား share မပေးတော့ဘူးတဲ့ star ပေးလိုက်တယ်တဲ့အောင်နေမျိုးကဟာ star ပေးလိုက်တယ်ဘယ်မှာတော့မတွေးလိုက်ဘူးဘယ်မှာတော့ဟုတ်တယ်အောင်နေမျိုး50ပို့သွားတယ် thank you so much အောင်နေမျိုးရေ share လဲ share ပေးပေါ့ဘာဖြစ်လဲ share ပေးတော့လဲကျွန်တော်မျိုးမနာမည်ကိုမှတ်မိသေးလားတဲ့ဆိုဖီယာမှတ်မိပါတယ်ဗျာဒီနာမည်လေးတွေနေတိုင်းတွေ့နေရတာလေဟိုရင်ထဲမှာကြည်နူးဖို့ကောင်းသလိုမျက်နှိုးဖို့လည်းကောင်းတယ်ပေါ့နော်မျက်နှိုးတွေ့တာသမားရည်ဖြစ်သွားတာပေါ့အရှွန်းနဲ့အစင်ဆိုရင်နဲ့အကောင့်တောင်းမေးကိုကြီးတဲ့ okay စားလိုက်မယ်လေအဲ့ဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီနေ့မှာကောင်မာလေးချောလေးတွေ့လို့ရှိရင်ကျွန်တော်ညီလေးတွေအတွက်ကျွန်တော်အကောင့်တောင်းပေးမယ်เนาะကောင်လေးချောလေးတွေ့လို့ရှိရင်လေเนาะကောင်လေးချောလေးတွေ့လို့ရှိရင်လေကိုညမလေးတွေအတွက်အကောင့်တောင်းပေးမယ်เนาะအစင်တကအစင်တွေနဲ့ဟိုမိတ်ဆက်ပေးမယ်ကွာဒီနေ့မှာဟုတ်ပြီလားခိုင်စင်ဦးတဲ့ဒီနာမည်ကြမဖတ်ဘူးတဲ့အတာလောက်ပါတဲ့ချစ်စရာလေးတဲ့ညမတွေ့ဘူးတဲ့ OMI TV မှာရှာဖို့ပြင်နေပါပြီတဲ့ဖြူဒဇင်နဲ့က okay ပါဗျာ okay ပါဗျာလာခဲ့ပါလို့လင်းစာရီထွေးကဖန်တီးပေးပါဦးတဲ့အေးငါညမကိုဖန်တီးပေးရမယ်ငါညမဂျူးသက်ဇွန်တို့เนาะလင်းစာရီထွေးတို့ဒါမောင်ချစ် star ပို့ပေးထားတယ် thank you so much ပါမောင်ချစ်ရေ thank you so much ပါချီလို့ရမလားတဲ့နှင်းလေးရရတာဗောနော်ခုချိန်မှာလေဒီအသက်ရွယ်နဲ့လူပြိုကြီးဆိုလို့အကိုတယောက်ပဲကြံတော့တာနော်တန်နာလိုင်းက hello တဲ့ hello ပါတန်နာလိုင်းရေအဲ့တော့ဘလို့လဲစလိုက်ကြမလား random people လေးစလိုက်မယ်ရင်ခုန်ကြည့်လိုက်မယ်နော်ကောင်လေးချောလေးဆိုရင်ညီမလေးတွေအတွက်အကောင့်တောင်းပေးမယ်ဟုတ်ပြီနော်ညီချောတယ်လေးတဲ့ချိတ်ပေးရက်ပူပူနဲ့ချစ်စရာကောင်းမလေးတဲ့အောင်နေမျိုးโอเคဗျာအကိုပွင့်ပွင့်လင်းလင်းပြောဘာမှမဖြစ်ဘူးเนาะဒီကောင်လေးအကောင့်တောင်းပေးဆိုရတောင်းပေးမယ်เนาะအစဲခံပြီးတော့တောင်းပေးမယ်ဗျာเนาะ Hello brother တဲ့နိုင်ငံခြားပို့လို့ရလားတဲ့ star ပို့လို့ရပါတယ်ဘယ်နိုင်ငံဆိုပို့လို့ရပါတယ် star တွေပို့စုပတ်ဆက်လက်ခံနေပါတယ်ဒီနေ့ကျွန်တော်ဟိုမှာရီမာပရာဟိတအကြောင်းမှာအလှလုတ်ပြီးပြန်လာတာဖြစ်တဲ့အတွက်ဒီနေ့ကယောဂီအယောင်လေးနဲ့ဖြစ်နေပါတယ်ယောဂီအယောင်လေးနဲ့ဖြစ်နေပါတယ်Star Center လေးမောင်ချစ်တဲ့အေးမြတ်ကိုတဲ့အောင်နေမျိုးတဲ့လင်းသူတဲ့နွေနွယ်စေးတဲ့ thank you so much ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးကလှုပ်ပြီတဲ့เนาะအဲ့တော့စလိုက်မယ်ကိုဆိုင်ဒါလေးနှိပ်လိုက်ရမယ်เนาะကျွန်တော်ဒါလေးစလိုက်မယ်เนาะ
ကဲဘယ်သူနဲ့တွေ့ရမလဲကျွန်တော်ကိုယ်တိုင်လည်းရင်ခုန်နေတယ်စလိုက်မယ်နော်စတွေ့တဲ့သူကငါ့ကိုကောက်ဆဲသွားရင်တော့လာပြီဟေးဒါဘာပဲဖြစ်တာရရနော်ကဲဘယ်သူနဲ့တွေ့ရမှာလဲလို့မီးမလာတော့ဘယ်လိုကြည့်ရမှာလဲတဲ့မြင်အောင်က name call တဲ့မျက်နှာတွေ့တာမြရဲ့မျောလင်းချမ်းများစွာနဲ့စောင်းစားခဲ့တဲ့အချိန်များမှာကိုယ်နဲ့မထိုက်တန်ဖြစ်မဲမှန်ငိုတော့ကြိုတင်ငါလေးမစင်စားခဲ့မိဘူးဘာလို့တာလဲရင်တဲ့ယွန်းဝက်ဒီက EXO fan လားတဲ့ EXO-L အရင်ရက်ကမီးပြတ်လို့ live မီကိုကြီးရတဲ့အရှွန့်အကို live မလွှင့်တာ2ရက်ရှိသွားပြီဇင်မင်းထက်ကရုပ်ရှင်မရိုက်တော့ဘူးလားတဲ့ရိုက်တော့ဘူးလေဟိုဟာဖြစ်လို့နေရန်ပူတယ်လကားစတာငါညီလေးရဲ့我把 TV 3天够不啦？对안녕하세요 네啊？ညီမလေးအကိုနာမည်ဘယ်သူလဲ没得有。အေးအဲ့ဒါအကောင်းဆုံးပဲအိုးအဲ့မဲ့ညီမလေးက MRT4 ကဇလန်တွဲတွေကတယောက်မလားတော့သိရမလား 地有个名户的吧？啊，你地呀？နာမည်အကိုနာမည်ကောင်းမြတ်ဆန်လို့ခေါ်ပါတယ်ညီမလေးတွေ့ရဝမ်းသာပါတယ်ညီမလေးနာမည်ရောဘယ်လိုခေါ်လဲ阿玲个边路靠吧？ဗျာ阿玲个边。လာမင်းကဗျာ零。လာလင်းကဗျာ Yes。လာလင်းကဗျာနာမည်လေးကချစ်စရာလေးပဲငါညီမလေးကနာမည်လေးနဲ့လူနေလဲလိုက်တယ်မီးလာတယ်လားဟာလားအဲ့ဘက်မှာ来。အဲ့ဒါတော့မမိုက်ဘူးကျွန်တော်စီမှာပြက်နေတာကျွန်တော်စီမှာပြက်နေတယ်ညီမလေးအဲ့ဒါမကောင်းအဲ့ဒါမကောင်းတကယ်တော့တရားမျှတစွာနဲ့ညီမလေးသွားမိန်းချလိုက်သွားမိန်းချဝိုင်းဖိုင်များတော့ဟုတ်တာပဲညကိုနှုတ်တွေ့ရတယ်ကိုကြီးနဲ့ဘာလို့တွေ့ကျင်တာတွေ့ချင်လို့တွေ့ချင်ဟာလာလင်းကဗျာတဲ့လာလင်းကဗျာအနောက်ကညီမလေးလားဟလားညီမလေးမဟုတ်ဘူးလားစားပြီးပြီလားညီမလေးစားပြီးပြီညီမလေးရဲ့အကောင့်တောင်းနေတယ်ဒီမှာညီမလေးရဲ့ Facebook အကောင့်နဲ့ Facebook မတော့ IG ပဲတော့မယ် IG အကောင့်လေးလင်းလိုက်ညီမလေးကြပြပဲဒီ KABYER ညီလေးတို့ရေ KABYER တဲ့ကြပြတဲ့เนาะညီလေးတို့ဒီမှာ live ကြည့်နေတဲ့ညီလေးတို့ဒီမှာဒီညီမလေးချစ်စရာကောင်းတဲ့ညီမလေးကသူ့ရဲ့ IG ကကြပြတဲ့เนาะဒီမှာအောင်နေမျိုးတို့ဒီမှာတွေ့လားဒီမှာကောင်းလေးတွေအများကြီးရှိရယ်ညီမလေးအခုက stream နေတာညီမလေးကဒီမှာ live ထဲမှာပါနေရဲ့ဟုတ်လားတဲ့ဟုတ်တယ်မိတ်ဆက်လိုက်ပါအောင်ပရိသတ်တွေကိုမင်္ဂလာပါလို့မင်္ဂလာပါဒီမှာအောင်ပိုင်းနဲ့ကြပြားတဲ့လင်းမီတဲ့ဒီမှာညီမလေးရဲ့အဲ့မှာ IG မှာအများကြီးလာပြီးတော့ဟို follow လုပ်ကြလိမ့်မယ်เนาะဒီမှာညီလေးတွေကဒီမှာညီမလေးကိုချစ်စရာလေးတဲ့ဟုတ်ပါအစင်းလေးဆိုတော့လက်ခံဟာပြီးရောโอเคညီမလေးအဲ့ဒါဆိုလို့ရှိရင်အကိုနောက်ထပ်ညီမလေးတွေနဲ့စကားပြောလိုက်အောင်မနော်တွေ့ရဝမ်းသာပါတယ်ညီမလေးတတ်တာဟာငါအခြေခံလိုက်ရတယ်ကွာကျင်းငါ့ကိုပိုးစုပတ်ဆက်ခြေသွားတာကြပြားကျင်းကြပြားငါ့ကိုပိုးစုပတ်ဆက်ခြေသွားတာကိုဆိုင်ငါ့ကိုလွှင့်ခိုင်းတာကိုဆိုင်အဲ့ဒါကိုဆိုင်ငါ့ကိုလွှင့်ဒါလေးကိုဘန်လိုက်မယ်နော်ban from string လေးလုပ်လိုက်ပါပြီ thank you live stream join ညင်တဲ့1ပါဆိုလားပဲခြေချက်ကတဲ့ဟုတ်ပါဂျူးရေဂျူးတက်ဆိုရင်အကိုကိုခြေသွားတယ်တိလားအစင်လေးဆိုရင်လက်ခံမယ်တဲ့ပြောသွားသေးတာ तू ကနော်အစင်လေးဆိုရင်လက်ခံမယ်တော့ပြောသွားသေးတာ
ကဲနောက်တစ်ယောက်ငါ့ကိုဆဲတဲ့သူနဲ့မတွေ့ပါစေနဲ့ဆဲတဲ့သူနဲ့မတွေ့ပါစေနဲ့အမေနိုင်လေးညက Hey why it stop Hello ချစ်ကိုကြီးမင်္ဂလာပါချစ်ကိုကြီး Hello မင်္ဂလာပါ မင်္ဂလာပါချစ်ကိုကြီးနေကောင်းလားဗျာ ဟုတ်ကဲ့နေကောင်းပါတယ် ဟုတ်ကဲ့ဘယ်မျိုးနေရလဲဘယ်မျိုးကဘယ်နေရလဲဗျာ မွန်ပြည်နယ်ကဆက်မြို့ ဟုတ်ကဲ့ပါအကိုတွေ့ရတာဝမ်းသာပါတယ်အကိုကြီး ဟုတ်ကဲ့တွေ့ရတာဝမ်းသာ လာ ပါ ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့တတ်တာကို 哇，好对了，刚好， အမေအမေဟာ မနှုတ်ဆက်ရဲဘူး တော့ဆက်ရုံ ကြောက်တယ် ကြောက်တယ် လူပြီးနေကြည့်နေတာ ဒီနေ့နေတာ မင်္ဂလာပါအ မင်္ဂ ကို လာပါကိုကြီး မင်္ဂလာပါဗျ ဟုတ်ကဲ့ပါအကို ဟုတ်ကဲ့ပါကို အခုနောက်မှဘယ်သူ ဟို အိမ် နောက်မှဘယ်သူအိမ်လဲ ဟာမချီဘူးတယောက်သေးရဲ့ ဟာ ဟာ အကိုမင်္ဂလာပါအ မင်္ဂ ကို လာပါကို မင်္ဂလာပါဗျ နောက်မှအိမ်နေရ နောက် နော် မှအိမ်နေတော့ကို အဲ့ပါဦးတယောက်သေးအိတ် ဟောတယောက်သေးလား ဟာတယောက်တည်းလာကို อ๋อ ဟုတ်ကဲ့ တယောက်သေးအိတ် อ๋อဟုတ်ကဲ့ အာ ပါ ဟုတ်ကဲ့ပါကို တက်တာနော်ကို တက်တာတော့ကို ဘာဖြစ်လို့လို့ မအားဖြစ်ဘူး မားပြဘူး နောက်မှတယောက်အိမ်နေတယ်ကျွန်တော်တွေ့တယ် ကျွန်တော်တွေ့တယ် မလုံနဲ့တူများကိုကြောက်မလုံနဲ့လေ โอเคကိုရေ โอเคကိုကြီး မရှိပါဘူး ဟိုမလေးအကိုမနှောင်းနဲ့ ကိုမနှောင်းနဲ့ လုံနဲ့ อืม တယောက်သေးအိတ်နေရတာနော်မလုံအောင် လောအောင် ဟယ်လို โอเคပါကိုမင်္ဂလာပါကိုတွေ့ရပါတော့ တွေ့ရပါတော့ပါလေ မင်္ဂလာပါဗျ อืม อืม ကဲတက်တာနော်ကို ကဲတက်တာတော့ကို ဟုတ်တက်တာပါဗျ ကောင်လေးတွေကြတော့တတာမြန်လိုက်တာတဲ့ရီတန်ကြီးကလည်းစာလိုက်တာတဲ့နိုင်လင်းမြတ်ကနေကောင်းလားကိုလေးတဲ့ကောင်းမဲ့ချို့ဂျူးတက်စွန်နဲ့မဟုတ်ဘူးခုနနှောက်နေတာသူ့ကိုသူကြောက်အောင်လို့အနောက်မှာတယောက်ရှိအိတ်နေတယ်ဆိုပြီးနှောက်တာဟင်းနဲ့သူ့ပြောင်းမနှောင်းနဲ့တော့တဲ့ငါတို့သုံးရင်လည်းပောက်ကရတွေပဲတွေ့တဲ့နတ်ဖန်ရောစော့မာလာကိုကြီးတဲ့မနက်ဖြန်ကတော့နောက်နေ့ကတော့မသေးကြသေးဘူးပေါ့နော်ဒီနေ့ game မစော့ကျင်လို့ဒါ Omi TV မှာလာလွှင့်တာနောက်တစ်ယောက်ရှာကြည့်လိုက်မယ်ဘယ်သူနဲ့တွေ့မလဲဒီနေ့အစင်ချောလေးတွေ့အောင်ပါလားတဲ့ကဲငါညမတွေအတွက်လုံးပန်းပြီကွာငါညီမတွေအတွက်လုံးပန်းပြီကွာကဲခုနကတော့ကြပြာဆိုတဲ့တယောက်ကိုရှာပေးလိုက်တယ်နော်သွားချောက်နေတယ်တဲ့အတူသွားပိတ်ပေးနေအောင်မယ်တဲ့ကဲယောက်ျားတွေပြီးသားကြတာနော်ကောင်လေးတွေ့တာနဲ့ကြော်ပြစ်တာဘတ်ဆိုပြီးတော့ဝိုင်းရန်လို့နာမည်လေးတာတဲ့မင်္ဂလာပါအကိုတဲ့အိုမီ TV ရဲ့ဝင်ပြီးရဲ့ခဏဆောင်တဲ့တခြားနိုင်ငံသွားပါလားတဲ့လက်ပြူတဲ့ 不对的，不对，这，俺那个表情 안녕하세요 네
အဲ့ဒါဟိုကလေမလုပ်နဲ့ ရှင်အရမ်းမိုက်တယ်မက်နဲ့ခုနနှစ်ယောက်ကရန်ဖြစ်နေတာသိလားတယောက်ကနှိပ်မယ်တဲ့တယောက်ကမနှိပ်ဘူးတဲ့နင်တို့တော့တဲ့ပဲများမနေနဲ့တဲ့ကောင်လေးတွေကိုကြတော့တဲ့ဘာဆိုလာပဲရှက်နေကြတယ်တဲ့ဘာလဲကိုဆိုင်ချစ်တော်ကိုဆိုင်ပြောဘာလဲတိုးတိုးတိတ်တိတ်မိုးစိတ်စိတ်ရွာချစ်တယ်ညီမလေးလို့ပြောပြပါဒီတစ်ခါတွေးလို့ရှိရင်လေအဲ့လိုမျိုးဆိုကိုတန်းပြီးတော့ချစ်တယ်ပြောပြင်မယ်ကြည်တာရီးသားစကားပြောမှာကြည်တာရီးသားစကားကိုပြောပြင်မယ်ကြည်တာအဲ့လိုပဲများရင်လေအဲ့လိုမျိုးဘယ်လိုခေါ်ပဲများတာမဟုတ်ရှက်သွားရင်ငါညီမလေးရှက်နေကြသူတို့ကတော်ကီလေးတွေထုတ်ပြပါတဲ့တော်ကီကျွေးလေတဲ့ကိုဆိုင်ဆိုတာဘာတူလဲရင်တဲ့ကိုဆိုင်လေဆိုင်အောင်မသိဘူးလားကိုဆိုင်လေကိုဆိုင်တူတို့တိတ်တိတ်မိုးစိတ်စိတ်ရွာဆရာကြီးရဲ့ကြာတယ်နော်တဲ့အစ္စရေးနိုင်ငံသွားတဲ့အစ္စရေးသူလေးအစ္စရေးသားလေးတွေကြည့်ကျင်လို့လားဟလားပိုလန်ပြောင်းကြည့်ပါလားတဲ့ခဏပေါ်တဲ့ကိုဆိုင်နဲ့ငါ့ကိုအော်ကားကြီးပို့တယ်လားကိုဆိုင်ကနာမည်ကြီးနော်ကိုဆိုင်ကမလွယ်ဘူးနော်ရောက်ကိုဆိုင်ခမ်းမိုးတဲ့ဒယ်ဒီကောင်းတဲ့ကိုဆိုင်ကိုအလင်းပြပါတဲ့တကယ်ဟိုအဲ့ဒါနာမည်ကြီးနေရနော်ကိုဆိုင်ဆိုတာပဲတယောက်လဲဟမ်အော်ဟလာဟုတ်တာပဲအဲ့ကြောင့်ကိုဆိုင်လို့ပြောရနဲ့ကိုဆိုင်တို့ပြောရနဲ့အဲ့ဒါတွေပဲပြောနေကြတယ်လို့ဘာလိတ်ပေါ့စတီဗင်ချောင်လားတဲ့ဟော我是สตีเวนချောင်ကိုဆိုင်ရဘာတူလဲတဲ့ကဲကိုဆိုင်ကိုလင်းမရတော့မယ်ထင်တယ်ကြော်တယ်ငါကိုယူကြော်ပြစ်တယ် Hello မင်္ဂလာပါညီမလေးမင်္ဂလာပါညီမလေးမင်္ဂလာပါမင်္ဂလာပါရှင် ငါညီမလေးနှစ်ယောက်ကကျန်ချစ်စရာလေးငငယ်လေးတွေပဲရှိအောင်မယ်ထင်တယ်ဟုတ်တယ်တပ်ဘလောက်ရှိပြီလဲညီမလေးမိတ်ဆက်ပေးပါဦးညီမ14ရှင်အိုးငငယ်လေးရှိသေးတာပဲဒီညီမလေးရောဒီဘက်ကစက်ခွန်ညီမနှစ်ယောက်ပေါ့ညီမနှစ်ယောက်အခုကြောင်းတက်နေတာပေါ့ဟုတ်တယ်ရှင်ကျောင်းမတက် ခုတော့မတက်ဘူးကျောင်းလာတာဟလာမမားရောမကျတော့အမေကအဲ့လိုမျိုး grammar တင်အခု OMI TV သုံးတာမမားသိလားသိ မဝင်လာပြီနောက်မှာမမားဝင်လာပြီနောက်မှာချစ်စရာလေးအညီမလေးမင်္ဂလာပါအခုနာမည်မိတ်ဆက်ပြီအခုနာမည်ကောင်းမြတ်ဆန်ပါညီမလေးကောင်းမြတ်ဆန်ပါသူရတော့ဝမ်းသာပါတယ်ညီမလေးဝမ်းသာပါတယ်အခုညီမလေးတို့ကဒီ live မှာပါနေရအခု live လွှင့်နေတာဆိုတော့ညီမလေးတို့ live မှာပါနေရဆိုတော့မမားတီးလို့ရှိရင် short ရှိနိုင်လားမရှိနိုင်ဘာမှဖြစ်ပါဘူးအမေမကြည့်ဘူးเนาะ Facebook မသုံးဆိုပြီးရောအဲ့ဒါဟိုဒီမှာဟဲ့သမီးတွေတဲ့ဘာလုပ်နေကြရလဲ comment မှန်နေစာတင်နေရသူစာတင်အော်စာတင်နေတော့ပေါ့โอเคမနိုင်စိန်လေးတွေအနိုင်စိန်လေးတွေเนาะအကိုတဲ့အကိုတက်ဘယ်လောက်အကိုက21ဟုတ်ကဲ့ရှင်21ဟုတ်ကဲ့ရှင်အကွာ21ပါ21ကိုလာမဲ့ဒီဇင်ဘာမှာ21ပြည့်မှာအကွာ20အသက်20ကျော်ပြီကိုကို stream လာတော့ game ဆော့ game လဲဆော့တယ်ဒီနေ့ကကို game ဆော့မဆော့ခြင်းလို့လေဒီနေ့ game ဆော့ခြင်းဘူးစကားကြီးပြောခြင်းနေဆိုတော့အဲ့ဒါgame မဆော့ဘဲနဲ့အဲ့ဒါလာပြီးတော့ OMI TV တက်လာတာဟုတ်ကဲ့အဲ့ဆိုညီမလေးနဲ့အကိုနဲ့ဆိုတိတ်မကွာဘူးပဲ9နှစ်လောက်ပဲကွာနော်ဟုတ်โอเคအဲ့ဆိုလို့ရှိရင်တက်တာစာကြိုးစားနော်စာကြိုးစားရမယ်နော်
ဟုတ်ကဲ့ရှင် နော်ဟိုဘက်ကညီမလေးကတော့ပြီးွားပြီထင်တယ်ကျောင်းပြီးွားပြီတက်ကလို့တက်မှာ ပြီးသေး ပြီးသေးဘူးစာကြိုးစားမယ်နော် fighting ဟုတ်ကဲ့ fighting bye 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 see you ပါရှင် see ya ကဲငါညီလေးတွေကိုအစောကင်လေးရှော့ကာပေးပါမယ်ဆိုမှအသက်လေးမပြေကြဘူးဖြစ်နေတယ်ဘယ်လိုလုပ်မလဲအသက်လေးမပြေကြဘူးဖြစ်နေတယ်ဘယ်လိုလုပ်မလဲအင်ယူပါချောလို့အကျယ်ကြီးခေါ်ပြီးချစ်တယ်လို့ပြောလိုက်ပါကိုကြီးတဲ့အာကောင်းလိုက်လားတကယ်21လားကိုတဲ့တကယ်21လားဟုတ်တယ်လေတကယ်မသိဘူးလားဟာနန်းအီပိုထွေးကဂိမ်းမဆော့ရင် star မပေးဘူးတဲ့ star မပေးမချစ်ဘူး star မပေးမချစ်ဘူး bro တဲ့ Thai 47လာစားပါအောင်နဲ့နေလင်းဖြိုးอ่ะဟုတ်ကဲ့ပါငါညီလေးအခုလာစားလို့ရှိရင်ဓာတ်ပုံအမြဲတွဲရိုက်နေငါညီလေးမှတ်မိပါတယ် AEOSAD တဲ့ AEO ဆက်နော်အေးနင်ငါ့ကိုရှောက်ရေးတယ်နော်နင်ဘန်းခံအောင်မယ်တော့ကြာနေဟိန်းထက်အောင်နဲ့စော်ရှာပေးလီဗျာတဲ့ okay ကွာအခုရှာပေးနေတယ်လေဒီမှာတက်ပြီးတော့အော်ဒီမှာ Changran MVBOQ တဲ့ star ပို့ပေးတာကျေးဇူးအများကြီးတင်ပါတယ်21ဆိုမောင်လေးပေါ့တဲ့ဟုတ်တယ်မမတိန်ထက်လင်းနဲ့ star ပို့ပေး thank you so much ပါခင်ဗျာ game ဆော့မယ် by 1နဲ့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့နောက်တစ်ယောက်ရှာကြည့်လိုက်မယ်နော်ဂျင်းနဲ့လင်းစာကြီးတို့ရဂျင်းနဲ့ မင်းတို့ရဘယ်လိုလဲ မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါညီလေးတို့မီးပြတ်နေတာလားအဲ့တော့ဟုတ်ဗျအေး ပြက်နေတာ EPC လုပ်တယ်မီးပြတ်နေတယ်ဟုတ်ပါ ဟုတ်တယ်ကူ အေးညီလေးဘယ် စားပြီဗျာ မစားသေးဘူးအကိုပြီးမှစားမယ်ညီလေးတို့ရောဘခုဘယ်နေဘယ်မျိုးอ่ะလဲညီလေးတို့ဘယ်မှာနေဘယ်မှာနေပျော်ပွဲအကိုခဏရောက်ဖြစ်တယ်ပျော်ပွဲခဏရောက်ဖြစ်တယ်နောက်တစ်ခါလာပျော်ပွဲရောက်ဖြစ်လို့ရှိရင်ညီလေးနာမည်ဘယ်လိုခေါ်လဲ တော်မယ်တက်စော်ထူး တက်စော်ထူးเนาะအဲ့ဒါဆိုနောက်တစ်ခါပျော်ပွဲရောက်လို့ရှိရင်အကိုထမင်းဝင်စားလို့ရလား ရပါတယ်ရပါတယ်เนาะအကိုအစားတော့ကြီးရယ်เนาะညီလေးရပါရညီလေးဘေးကကိုဆိုင်ရမင်းနေညီလေးတို့ရောတဲ့စားလို့ရလားတဲ့ ကြိုက်ရစားဖို့ ကြိုက်စားဖို့တဲ့ကိုဆိုင်ရေပြောဖို့ကောင်းတယ်ငါညီလေးတို့နဲ့စကားပြောရတာโอเคငါညီလေးကျမ်းမာရေးယူဆိုင်ကြနော်အားလုံးပဲအများကြီးပဲဒီမှာတကယ်ကြီးကိုတွေဆုံးတဲ့ကူကနော်ညီလေးတို့ကျမ်းမာရေးယူဆိုင်ကြငါစကားပြောတာမပြီးသေးဘူးလေဘာလို့ထွက်သွားတော့ငါရင်ချကျင်တာသူတို့ရင်ချတယ်မမဆောင်လာကြည့်နေတယ်ဟာဟယ်လိုမမဆောင်ရေမင်္ဂလာပါမမဆောင်ရဲ့ပြိသက်ပါမမဆောင်ဆိုတာဆောင်းဝီမီကိုပြောတာကိုကောင်းနဲ့ Omi TV ရတဲ့ဝနာဂူဂျွန်ဖြိုးနဲ့တူတယ်တဲ့မမဆောင်းဝီမီကပါလာလောက်တာလေတဲ့ပါလာလောက်လေဝပုစတောက်လားမင်္ဂလာပါညီမလေးငါညီမလေးမင်္ဂလာပါရဲ့တိုင်းရင်သူထင်တယ်ညီမလေးတိုင်းရင်သူလားဗမာပဲရဲ့ဗမာပဲတိုင်းရင်သူလေးနဲ့ခက်ဆင်းနေရတယ်အကိုမစတွင်းဘူးညီမလေးအကိုဒီမှာအိမ်မှာပဲဒီမှာပြင်းလို့အကိုဒီတိုင်းပဲဝင်ပြီးတော့ဖွင့်ထားတာမင်္ဂလာပါညီမလေးမင်္ဂလာပါရဲ့တွေ့ရဝမ်းသာပါတယ်ညီမလေးနာမည်ဘယ်လိုခေါ်လဲရင်မာထွေးရဲ့ရင်မာထွေးလားဟုတ်တယ်ရင်မာထွေးညီမလေးရင်မာထွေးမင်္ဂလာပါညီမလေးတွေ့ရတာဝမ်းသာပါတယ်စားပြီးပြီလားညီမလေးစားပြီးပြီလားစားသေးရဲ့ကောစောသေးလို့လားဒါမှမဟုတ်ဝိတ်ချရလားစားသေးရဲ့စောသေးလို့လားစောသေးလို့ရဲ့ဟုတ်ပါ
လက်ဝါးကြီးရောက်လာပြီးပါချဝအောင်မယ်ဖြောင်းဆိုပြီးတော့ပချိုင်လေးရတက်တဲ့နေမင်းကိုကိုရဲ့စောက်တိုင်းတဲ့စောက်တိုင်းတဲ့အိုပါလိန်နေပြီတဲ့ W မေလိုင်းနဲ့ပြောကျင်လိုက်တာတဲ့ကိုကောင်းတဲ့မမဆောင်းဝီမေကရုပ်ရှင်တွေကတော့အပြင်မှာလဲဒေါသကြီးလာတဲ့ပြောမနေနဲ့ဒေါသအရန်ကြီးမွေဟောက်သူကသူ့ကိုထိလို့မရဘူးထိရနဲ့အဲ့ဒါအမောက်ကထောင်းလာတာသူကဟိုမှာရင်းနေခုန်နေပြီတဲ့ဟိမင်းသူကကဲဟိုမှာကောင်မလေးတွေကောင်လေးတွေမှာအစင်လေးလိုက်ရှာပေးနေရလေအဲ့တော့နည်းနည်းပပဟိုဖြစ်လေတိလားနည်းနည်းပပကွာအကောင့်တောင်းမေးဆိုရင်လည်းကြိုပြောတောင်းမေးမယ်နော်မစင်ကြောတဲ့ဘေကုံလို့ပါကွာတဲ့โอเคဆောရှာပေးပါစိုးတဲ့ဒါလေးလာကိုဆိုင်နန်းသူစာတဲ့စင်ကာပူကအားပေးနေရတဲ့ဟုတ်ကဲ့ပါချစ်တယ်နော်တဲ့ဖြူဖြူ hi ဟယ်လိုမင်္ဂလာပါညီမလေးအတန်မကြားရဘူးဟယ်လိုဟယ်လို မကြုံပြင်းနဲ့လို့မကြုံပြင်းနဲ့မကြုံပြင်းနဲ့ဟယ်လို နောက်နေတာညီမလေးမင်္ဂလာပါ ဟယ်လို ညီမလေးဘယ်မှာမီးပြတ်နေရလား ဟုတ်ညီမတို့ကြားပြနေရရှင် အော်ညီမလေးကြားပြည့်နေမှာအဆင်ပြေလား ဟုတ်ပါအချင်းနေမကောင်း ခယူးဆိုင်အောင်နော်ညီမလေးအကိုအမြဲတမ်းဆူတောင်းပေးနေတယ်သိလားအလိုညီမလေးကြားလား ကြားရရှင် သမီးရောစားပြီးပြီလားညီမလေးအခုသမီးရောစားပြီးပြီလား သမင်းရလားစားတယ်စားတယ် ညီမလေးခယူးဆိုင်အောင်နော်အဲ့မှာခယူးဆိုင်အောင်နော်ကြားလား ဟုတ်ကဲ့ဘယ်လိုခုံရတော့မှာပဲ ဟိုဟာညီမလေးဖုန်းနံပါတ်ဖြစ်အကိုဘယ်လိုဟမ်ဟယ်လိုညီမလေး ဟုတ် ညီမလေးဟိုဖုန်းနံပါတ်ဖြစ်အကိုကိုပေးထားပါလားအကိုဖြစ်ချင်လို့ညီမလေး ရတယ်ရှင် အေးအော်ကြော်ပလိုက်ပြီလိုင်းကြွားလားလိုင်းကြွားလားမသိဘူးတည်ရမလားလိုရိုင်ပါဖုန်းပေးလို့ပါတော့လေ yes အဲ့ဒါကြောင့်မလို့လေနော်ကိုဆိုင်တနာပါတယ်လိုင်းကဘလို့ကြွားတာလေးမင်္ဂလာပါတလေးမင်္ဂလာပါတလေးသမီးလေးမမီလေးတို့မင်္ဂလာပါဘယ်တွေရောက်နေကြတော့အကုန်ထွက်ပြေးကုန်ပြီဟာမင်္ဂလာပါချစ်ကိုကြီးမင်္ဂလာပါချစ်ကိုကြီးဘာမှမကြားရဘူးဗျာဟယ်လိုဟယ်လိုဘာမှမကြားရဘူးသမီးလေးဘာမှမကြားရဘူးတာဟယ်လိုဘာလဲမိုးလေးအဝါလေးဖုန်းပြောချင်လိုက်တာကိုကောင်းရဲ့တဲ့အိုမီတဲလာပြီအခုတဲ့ဥယေတဲ့ဂျပန်ကားကြည့်ပြီးအားပေးနေပါတယ်တဲ့ခုနလိုင်းကြသွားတယ်ကွာသိလားကလေးတွေတောင်သိတယ်တဲ့ idol တဲ့ဟုတ်ကဲ့ပါကလေးတွေနဲ့ပဲတွေ့နေရလားတဲ့ပိုလန်နိုင်ငံသွားတယ်ကိုဆိုင်မျက်နှာလေးပြပါ Omi TV ရှိရတဲ့ဘယ်လိုချိတ်ရမလဲတဲ့
အကို free fire မစော့တော့ဘူးလားတဲ့ hacker လိုက်တာလားတဲ့ဟုတ်တယ်လေတင်စာကိုမသိဘူးလား hacker လိုက်တယ်လေထိုင်လန်ကအပင်းနေရတဲ့ဟုတ်ကဲ့ပါကျေစင်ဖြိုးရေကိုဆိုင်မျက်နှာလေးရဲ့စုလေးတဲ့အေးမိုးတဲ့တစ္ဆာဘာလို့ next တဲ့ next ကိုနေတာမဟုတ်ဘူးသူတို့ကြော်သွားတာအမွေပေါ့မြားအဲ့မှာထောက်ထားပြီးတော့မြားအဲ့မှာထောက်ထားပြီးတော့ next ကအကိုနေတာမဟုတ်တဲ့ပြောင်းလင်းပြောင်းစားတော့ကောင်းမြတ်ဆန်တကယ်အင်္ဂလန်နိုင်ငံ Stargary မြို့ကနေအားပေးနေပါတယ် Israel နိုင်ငံသွားတဲ့မလီကနေကြည်နေတယ်ဟုတ်သွားထိုင်နေအဲ့အကိုကြွားမဟုတ်နော်သူတို့ကြွားနော်ဒီကောင်ကြီးကြကြချင်းဆိုတာကြော်ရတာအိုမီ TV download လိုက်အောင်မယ်ငါမကြော်ဘူးနော်အဲ့သူတို့ကြော်တာဟုတ်တယ် Hello hi Hello hi bro bro you bro မင်္ဂလာပါ bro မင်္ဂလာပါအကိုကြီးချစ်ကိုကြီးနဲ့ချင်းညီမလေးချင်းညီမလေးမင်္ဂလာပါနေကောင်းလားကျေးဇူးတင်ပါတယ်ကောင်းပါတယ်ကိုရော bro ကောင်းပါတယ်ဗျာ stream နေရလား bro မ stream ဘူးအကိုမ stream ဒီတိုင်းပဲကျွန်တော်ပြင်းလို့အဲ့မှာဟိုကိုကျွန်တော်ဟိုတည်ရပြိသက်တွေရှိလို့ရှိရင်လည်းစကားလေး easy ပြောလို့ရအောင်ကျမ်းမာရေးဘာညာခွိကွာပေါ့တယောက်တည်းဆိုပြင်းနေလေ okay ပြည့်မလား တော့ ဘယ်မှာလဲ တယောက် ဗျ တည်းမဟုတ်ပါဘူးကိုက ကိုတရားလည်းမဟုတ်ပါ ကျွန်တော်တယောက်တည်းပါ အကိုကတယောက်တည်းမဟုတ်ပါဘူး ကျွန်တော်တယောက်တည်း ကျွန် ပါ တော်တို့ရှိနေပြီလေ အာတော်ကီအရင်ပြစ်တယ်ကွာတော်ကီအရင်ပြစ်တယ်ကျွန်တော်ဘာတော်လဲဗျဘာတော်လဲဗျ ကျွန်တော်တို့မောင်နှမပါ ဩမောင်နှမဘယ်မှာနေလဲခင်ဗျာ ကိုမနေပါတယ် တောင်တကုံမှာနေပါတယ်ဟုတ်ကဲ့ပါနောက်ကျွန်တော်လည်းရန်ကုန်မှာနေပါတယ်အဲ့တော့နောက်ပိုင်းနဲ့စုံခဲ့လို့ရှိရင်လမ်းမှာတွေ့ရင်လည်းခေါ်နိုင်ပါတယ်ကျွန်တော်ကောင်းမြတ်ဆန်လို့ခေါ်ပါတယ်ခင်ဗျာကိုမြန်မာလေး အမ ဟုတ်ကဲ့တတာဘောဘေးတော့ဟာဘသူ Mobile Legends စော့နေရလဲ Mobile Legends အတန်ကြားတယ် မိုဘိုင်းလေးစောင့်နေတယ် ဟုတ်လားဘာကောင်ကင်လဲအခု ဖေးစောင့်နေတယ် အော်ဖေးကြီးစော့နေရလား ဟုတ် ဖေးကြီးကိုမေးလိုက်ဘာကောင်ကင်လဲလို့တူစော့မယ်လို့ အခုမြင်မှုလို့ပဲ အဲဟုတ်တယ်ကျွန်တော်လူတော်တော်များများမြင်ဘူးကြတယ်ကျွန်တော်လည်းဘာလို့လဲမသိဘူး မင်းသားဘယ်လိုလဲနာကိုရကြည့်လို့ ကျွန်တော်ပြောကြတယ်တော်တော်များများတွေ့ဘူးတယ်တဲ့ ခဏနေကိုရမင်းကြည့်မှာ ဟာကျွန်တော်စောင့်နေမယ်လို့ cherry လေးတဲ့အတူတူစော့မယ်လို့တဲ့ မင်းသားအုံးတယ်တော့ဟာမလေးအမလေးကိုအမလေးကိုအမလေးကိုတိုင်းလို့ရ တင်လေးမဟုတ်ရင်ကြောချကိုကိုမြင်ဘူးပါတယ်တဲ့ဒုက္ခတဲ့ မလေးအမလေးကိုရအမေရိကဂျပန်ဆန်ကောင်းမြတ်ဆန်ကိုကြီးကောင်းမြတ်ဆန်လား အာကျွန်တော်ကသူ့အကိုပါသူ့ကိုပါကျွန်တော်ကကောင်းမြတ်တန့်ပါပချိုင်းကအသက်တဲ့ဟုတ်ကဲ့ပါခင်ဗျာကိုကြီးတော့မသိဘူးလားတဲ့
ဂွာအိုမီချာတဲ့နာမည်ခေါ်ပေးပါတယ်ဂွာအိုမီချာရေဂွာအိုမီချာရေလိုင်းပြတ်သွားလားယင်လိုင်းရက်သွားမေးတဲ့ဗမာနေရလေတဲ့ဖြေးတဲ့ကိုကောင်းရင်ခွင်ထဲမှာနေပါရဲ့တဲ့ကိုကြီးဆိုပြာလို့ထူနေတယ်ချိန်နီးပြောပြလို့ရအောင်နေမျိုးအဲ့ဒါချိန်လို့မရဘူးသူကလေ random random ကြတာသူကလေသူကနိုင်ငံရွေးဘယ်နိုင်ငံမှာသွားမလဲအဲ့လိုမျိုးrandom ကြတာပေါ့နော်ကိုဆိုင်ရှိလားကိုဆိုင်အပြင်သားဟိုကပြောင်းရင်ကောင်းမလား country ပြောင်းမယ်ဘယ်ကိုပြောင်းရင်ကောင်းမလဲ next one please တဲ့ကိုဆိုင်က next one မေယတနာမြက်က star ပို့ပေးတယ် thank you so much ပါခင်ဗျာကိုဆိုင်ကိုခုထိမလင်းသေးဘူးနော်တဲ့ကိုဆိုင်ကိုခုထိမလင်းသေးဘူးတဲ့ထိုင်လန်ပြောင်းပေးတယ်အေးထိုင်နဲ့ဆိုရင် bike မယ်ထင်တယ်ကိုဆိုင်ထိုင်ကောင်းလားထိုင်ရှိလားကိုဆိုင်ထိုင်ရှိလားကိုဆိုင်ဟာအကို ဟာအကိုမင်္ဂလာပါအကို ဟောကိုကြီးဟာ အကိုမင်္ဂလာပါအကိုရေ ဟေ့ရ ဘူးကတွေ့တာ ဟောရဟာတ စား ကယ် ပြီးတာစားပြီးတာ ဟာ စားသေးဘူးကျွန်တော်မစားသေးဘူးစောင့်နေတာ ဟုတ်လားကျွန်တော် ကိုကြီးခဏလေးကိုကြီးဟာတကယ်မကြော်ပါနဲ့အကိုဖန်ပါတကယ်ပြောတာ မကြောဘူးကိုဖျားစုမကြောပါဘူးကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒါအကိုတို့ဟာလို့လဲစားပြီးပြီလားအခုဒီတိုင်းပဲခဏလိုင်းသုံးတာ ဟိုမမန်းစားဘူး မမန်း စား စား ရင်းနဲ့သုံးလိုက်တာ စားရင်းနဲ့သုံးလားဟုတ်ကဲ့ပါအကိုကျွန်တော်ရေစက်ပါ အကိုပချက်ရဒီထဲမှာလည်းအဲ့တိုင်းပဲ ယောက်ျားချင်းအောင်တွေ့ရဆိုလုံးမှာ ယောအတားလို့ယောကိုကြီး ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မစားသေးဘူးကျွန်တော်ဒီဟာပြီးမှပဲကျွန်တော်စားမယ်ခုကျွန်တော်ပြင်းလို့လေဒီအပိုင်းလဲကျွန်တော်ရုပ်ရှင်ရိုက်တာတွေပါလေမရှိတော့အားနေရဆိုတော့ပြင်းတာနဲ့အဲ့ဒါ OMI TV လေးသုံး ဖွင့်လာတယ် ပါလဲကို လီဗာပူးကလာနေတယ် Brighton နဲ့လီဗာပူးနဲ့ ဟဲ့လားကိုဘယ်ဘက်ကအားပေးလဲကို လီဗာပူးပဲနေ လီဗာပူးတင်းပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့နိုင်ပါစေကို ဟုတ်ကဲ့ကိုကြီးဟာ လောင်းထားသေးလားကို ဟုတ်လားဗော လောင်းတာပေါ့ body ပဲလားကို body ပဲ ဆုံးပေါ် ဆုံးပေါ့ လီဗာပူးကိုပေါ် ဟုတ်ကဲ့မင်္ဂလာပါကိုတွေ့ရဝမ်းသာပါတယ်ကို ကိုကြီး ဟုတ်ကဲ့ပါကိုဟုတ်အဲ့ဆို စိတ်တော့ရပြင်သွားခွန်းလုံးတော့ no ကိုကိုဒါတကယ်ကျေးဇူးတင်ပါတယ်ကိုနော်နောက်လည်းစုံကျင်ပါတယ်ကိုအပြင်မှာတွေ့လို့ရှိရင်လည်းနှုတ်ဆက်ပါမယ်ကိုဟုတ်ကဲ့ ဟုတ်ကဲ့ကိုကြီး အဲ့ဆိုဒါပဲနော်ကိုဟုတ်ကဲ့ပါကိုဟုတ်ဒီဟာလေးလာကိုအဲ့မှာထိုင်လန်သွားမယ်ထိုင်လန်သွားကြမယ်အကွာလေယောက်ျားလေးချင်းညောင်းနင်အကိုကျွန်တော်ကိုရီးယားအစင်လေးပဲရှာတော့တယ်မြန်မာမှာခုထိမတွေ့သေးဘူးတဲ့ကိုရီးယားတဲ့ထိုင်းသွားမယ်ကန်ကောင်းရင်မာရီယိုနဲ့တွေ့ရမယ်မာလီအိုနဲ့တွေ့မယ်ကန်ကောင်းရင်နော်ခဏနေဦးခဏနေဦးကြာရင်နဲ့ကိုဆိုင်နဲ့ညာတော့မယ်တဲ့ကိုဆိုင်နဲ့ရုပ်မာနေရတယ်မာရီရုပ်မာနေကိုဆိုင်ปวดท้องปวด อุ้ยဆိုပြီးကြော်သွားတယ် မိတ်တိုင်း လောကို အော်ကျွန်တော်ထိုင်းလာတာလေဘယ်လိုအလိုအကူဖြစ်သွားတာလဲမင်္ဂလာပါအကိုရေ မင်းလားဟာအလို အလိုအကိုမင်္ဂလာပါကျွန်တော်ထိုင်းတင်လို့အကို
ထိုင်းတင်လို့တင် အကိုနဲ့တွေ့တယ်နော်ကိုကကြာသုံးတယ်ပေါ့ ဒီနေ့မှကျွန်တော်စသုံးတာအကိုရဲ့ဒီနေ့မှစသုံးတာဒီနေ့မှအကိုတွေ့တာခုနလေးမှစသုံးခုနလေးမှစသုံး ကိုဇလန်တွေဆိုကြည့်ဖြစ်တယ် ဟုတ်ကဲ့အကို ကိုဇလန်တွေကြည့်တယ် ဟုတ်ကဲ့ပါအကိုကျေးဇူးအများကြီးတင်ပါတယ်အကိုဟုတ်ကျွန်တော်လေးအခုလေကျွန်တော်တို့ဒီဘက်မှာဟုတ်ကဲ့အခြေအနေတွေကလည်းအကိုလည်းသိတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းအခုဆိုလို့ရှိရင်နားထားတယ်လောလောဆယ်အဲ့တော့အရင်ကဇလန်တွေအားပေးတယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်အကိုကြီးအခုထိုင်းမှာပဲပေါ့ ကိုနဲ့တွေ့ရမယ်လို့ အော်အခုထိုင်းမှာပဲပေါ့အခု မဟုတ်ဗျကျွန်တော်မြန်မာနိုင်ငံမှာ အော်မြန်မာနိုင်ငံအခုထိုင်းကိုသွားလိုက်တာလားအဲ့လိုလား country ကိုထိုင်းလောက်ထားတာဟုတ်ဟလား ဟုတ်တယ် country ကိုတိုင်းလောက်တာ အော်အဲ့လိုမျိုးတွေးတာအော်ဟုတ်ကဲ့ကိုဟုတ်ကျွန်တော်ကမသုံးတတ်ဘူးတိတ်ပြီးတော့အဲ့ဒါကြောင့်အခုမှစသုံးတော့ကြတော့တိတ်မသိလို့အဲ့ဒါကြောင့်ကျွန်တော်အခုထိုင်းထင်လို့လေအခုရုပ်ကထိုင်းနဲ့တူတော့ကြကျွန်တော်ဆာဝါဒီကပ်တွေပါလုံနေ ကျေးဇူးပါ ဟုတ်ကဲ့ကိုဟုတ်ကဲ့အဲ့ဆိုအခုနောက်မှအေးဆေးစုံရမယ်နော်ကိုတက်တာကိုဟုတ်ကဲ့ပါကိုဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်နော်ကိုဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါကိုကျေးဇူးအများကြီးတင်ပါတယ်ကိုဟုတ်ကဲ့ခွင့်ပြုပါအောင်ကိုဟုတ်ကဲ့ကဲရှာပေးလိုက်ပြီနော်ကိုကြီးကဒီမှာစော့ကင်လေးတွေရှော့ကာပေးနေတွေ့လားခုနတယောက်ဆိုမြန်မာပဲဒါပေမဲ့ထိုင်းနဲ့တူတယ်နော်တွေ့လားထိုင်းနဲ့တူတယ်နော်ခုနတယောက်ဆိုရင်ကျွန်တော်ထိုင်းတင်ပြီးတော့ထိုင်းလို့နှုတ်ဆက်နေမှာမဟုတ်ဘူးဗျာသူကအကိုမင်္ဂလာပါအကို night out ပေါ့ဒီနေ့ night out ထွက်တာပေါ့ နိုင်ရောက်တော့ဟိုဒီရောက်အခုဖန်နီရမ်းကြိုက်တယ် ဗျာကို အခုဖန်နီရမ်းကြိုက်တယ်လို့ ဖန်နီလား ဟုတ်တယ်လေ thank you so much ပါအကိုရေကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်အကိုတို့ Mobile Legends ဆော့တာပဲလားဟလားကို ဟုတ်ကဲ့ဆော့တယ်ကို ဟုတ်ကဲ့ဘာကောင်ကြိုက်လဲကို hero ကျွန်တော်လား ဟုတ် ကျွန်တော်ဟာလာဘူးစားပဲကြိုက်တာ ဟာယာဘူစာကျန်းနေလေဟာယာဘူစာကျန်းနေအပြောက် အပြောက် ဟုတ်ကဲ့ သူကတော့ပြောက်တယ်ကိုမပြောက်နိုင်ဘူး ဝင်တာနဲ့အပြောက်ဘယ်သူလဲဆိုကိုပဲဆိုလားကိုတိုင်းပျောက်တာသူတို့ပျောက်တာတော့မဟုတ် အဲ့ဒီသုံးရင်တော့မရဘူး အရာပျောက်သွားတကားတဲ့ဟာယာဘူစာကိုင်းငါအရန်ကျန်းတာဆိုဘာကျန်းတာလဲဆိုအသေးကျန်းနေလို့ပါတော့လားကို ကိုစနန်းနေမြိုက်တော့လား ကျွန်တော်အခုကအကိုလည်းသိတဲ့အတိုင်းပဲဗျာချီနီတွေကမကောင်းလေအဲ့တော့ ဟုတ်တယ်မိလုံးမွေနေခွဲနေတာဝိုက်ကိုင်းနေ သိလားအဲ့လိုဖြစ်နေတယ် ဟုတ်တယ် နော်ကိုတို့ဟွာဖြစ်အောင်တော့စောစောပြန်ကြအောင်ကိုတို့အိမ်စောစောပြန်ကြအောင် ခွင်းကြုံနေတော့ကိုယ်ကသူဆော့နေတယ် စော့မယ်ကိုကကျွန်တော် ID လေးအပ်ထားလိုက်လေ ဟုတ်ကဲ့အခုလိုက်ထဲမှာကျွန်တော်ဝင်ခွင့်ပြလိုက်မယ်လေ ဟုတ်ကဲ့စာပို့လိုက်လိုက်ကျွန်တော်တို့အတူတူတွဲစော့မယ် ဟုတ်ကဲ့ဟုတ်ကဲ့ နော်ကိုနော် ကျွန်တော်အဲ့ဒါဝိုင်းတည်းနာမည်က ဟုတ်ကဲ့ အင်္ဂိမ်းနာမည် ခွင့်ပြုပါအောင်ကိုတို့ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကျေးဇူးပါ ပြဿနာဖြစ်နေယောက်ျားလေးတဲ့ ကိုဆိုင်ကျွန်တော်ဘယ်တော့မှထိုင်းရောက်မှလဲလို့ထိုင်းပဲတော့သွား Assalamu hello Hello stop you stop Oh give me your gaming you stop I stop နော် What is your name YouTube name ကျွန်တော်နာမည် channel name what is ကျွန် your တော်နာမည်ကောင်းမြတ်ဆန်ပါကို I don't know who are you ကျွန်တော်နာမည်ကောင်းမြတ်ဆန်ပါကို ကျွန်တော်နာမည်ကင်းနေဒီမှာ ဟင်ငါပြောတာ तू နားထောင်မဲနဲ့ကြော်ပြစ်တယ်ကိုရီးယားသွားပါစို့တဲ့
ဘာတွေပြောတဲ့ရောတဲ့ငါကြည့်ရင်ဥတက်တယ် ကောင်းမြတ်ကိုကောင်းမြတ်ဆန် สวัสดีครับ မြန်မာမဟုတ်လား ไม่ใช่อะไรนะครับ နောက်ပါနဲ့တိပါကို อะไรนะครับวิ ကိုကောင်းမြတ်ဆန်လေ อะไรนะ နောက်နဲ့မနောက်နဲ့အဲ့လို စတာချစ်လို့စတာကိုညီလေးကိုချစ်လို့စတာငါညီလေးကိုအညီလေးကကနေဒါရောက်နေရပေါ့အခု ဟာမဟုတ်ဘူးဟာ ကနေဒါပြောင်း မြ ထား န် တာ မာဘိုင်းမကောင်းလို့ VPN နဲ့ပြောနေ Oh that's why ညီလေးအဲ့ဒါနောက်ခါလေးအဲ့လိုမျိုးတခြားသူတွေ့လို့ရှိရင်ကနေဒါလို့နှုတ်ဆက်လိုက်သီလားညီလေးကိုကနေကိုရောင်ကနေဒါထင်းနေရကနေဒီယန်ထင်းနေရကွာတဲ့လားညီလေး မဟုတ်ဘူးမြန်မာ ဟုတ်လားသူကမြန်မာနဲ့တော့လိုင်းကလုံးဝမကောင်း အေးပေါ့အဲ့တော့ညီလေးအခုnext ရှာလို့ရှိရင်ဘယ်သူနဲ့တွေ့လဲအဲ့လိုမျိုးကနေဒီယန်နေနဲ့တွေ့လာတာမမို့ရင်ကနေဒီယန်နေဆိုအကြီးနေမှာပေါ့ညီလေးကောင်ကြီးလေလူကောင်ကြီးအကြီးနေမှာပေါ့အဲ့လိုမျိုးနော် ဟုတ်တယ် အကော်ကိတ်တွေလေသိရမလားအကော်ကြီးဖြစ်နေမှာသလားနော်ညီ အဲ့မြန်မာပဲတွေ့ပါ မြန်မာတွေပဲတွေ့တာပဲလား ဟာပါနဲ့ချာလဲမြန်မာပဲတွေ့ရ အေးလေကနေဒါပတ်ရှာလဲမြန်မာတွေပဲတွေ့ရအစ်မပြေဘူးနော်အဲ့ကိစ္စ မြန်မာဘာနဲ့ချာမြန်မာပါ အေးကွာအဲ့ဒါပြောတာအပီညီလေးအဲ့ဆိုရင်ကနေဒီယန်ကော်ဆက်ရှာလိုက်အောင်မယ်နော်ညီလေး ဟုတ်ကဲ့ ဟေးတတာချစ်စရာလေးတလားခုနငါညီလေးကဟွာလေးနဲ့တူ ဟာအေးဒါဝါလီမကောင်းမြတ်ဆန် အာမှန်သွားပြီကို နမစဉ်းစားလိုက်အကြာကြီးစဉ်းစားလိုက်ရ ကြာကြီးစဉ်းစားလိုက်ရတယ်ဟုတ်ပါမင်္ဂလာပါကို မင်္ဂလာပါ အစေးပဲလားကိုဒီကောင်းနေမလား နေကောင်းနေ ဟုတ်ကဲ့ကျွန်တော်ကဒီမှာပြင်းတာနဲ့ပိတ်သက်တွေနဲ့စကားပြောခြင်း OMTV တက်လာ အပေးတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရောက်စလို့ခွင့်ပြုပါအောင်အကိုကြီး ဟုတ်ကဲ့ပါ ဟုတ်ကဲ့အစင်လေးနော်တဲ့ What's up สวัสดีครับ おはようございますおはようございました Are you Japanese? Are you Japanese? 何これ Japanese and Thailand So you can speak Thai? Can you speak Thai? Okay ขอบคุณครับ Hello สวัสดีครับ สวัสดีครับไลน์มากองมุครับไลน์มากองครับ ထိုင်းမမဟုတ်ဘူးကိုကြီးကောင်းမြတ်ဆန် အော် ပမာမပမာမ အော်မြန်မာလားအကွာထိုင်းမလေးထင်နေရမင်္ဂလာပါညီမလေးမင်္ဂလာပါလိုင်းမကောင်းလိုင်းပြုတ်ကြ လိုက်မကောင်း ဟုတ်တယ် နေစမ်းမမလို့ကိုရဲ့ ဘယ်မှာလဲညီမလေး ဟုတ်ကဲ့
နေမှာ ဒီမှာအမြောက်ဝတီရအကိုရဲ့ အော်မြဝတီက ဟုတ်ကဲ့နေစက်ပါ နေဆက်မှာနော်ညီမလေးအဲ့ဘက်အကူတစ်ခါမှမရောက်ဘူးတလားမြဝတီဘက်အကူလာလဲကျင်တာလေမြဝတီမှာအများကြီးပဲတဲ့စားစရာတောက်စရာကြီးအများကြီးရှိရဲ့တဲ့ဒါပေမဲ့လည်းဟိုအခုချိန်ကလည်းတည့်ရတိုင်းပဲဟို ဟုတ်တယ်ဟုတ် အဲ့ဒါနဲ့အကူလည်းမလာပြစ်သေးတာနော်ညီမလေးကျမ်းမကြီးယူဆိုင် ဒီ နော် တော့ထီပါဝေး ညီမလေးကျမ်းမကြီးယူဆိုင်နော် ဟုတ်ကဲ့ဟုတ်ကဲ့ ညီမလေးအဲ့ဆိုတတညီမလေးယူဆိုင်နော်ညီမလေးအဲ့ဘက်မှာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့တတဆွဲစီလိုက်တော့တဲ့အစင်လေးကိုတဲ့သူရကိုကကဲငါထိုင်းနိုင်ငယ်ရောက်နေတာပါနော် အာချင်းကြီးတို့မင်္ဂလာပါချင်းကြီးတို့ချစ်ကိုတို့မင်္ဂလာပါပွဲရောက်နေရလားပွဲ ပွဲမဟုတ်ဘူး အိမ်မှာပဲ ဘလူးတို့ဝင်လာတာ ဒီပွင့်လာတာ အာတတိပါဘူးကျွန်တော်ပွဲလောက်တာလားလို့အစ်စေးပဲလားကိုတို့ညီကိုတို့အစ်စေးပဲလား ဒီလိုလိုရှိပဲလား အစ်စေးပဲလား လိုင်းနေမကောင်းပင်လေပါဆိုတော့လိုင်းနေမကောင်း အင်းပေါ်ကိုလိုင်းပဲတိတ်ကောင်းမလဲအစင်ပတ်ရှာနေရလားဟာစင်လေးတွေ မင်းသားပြောတယ်မင်းသားပြောတယ်ဒါမဟုတ်တော့ပဲ အာကျေးဇူးတင်ပါတယ် ခဏလေးတော့ခဏမရတော့တခွေရမလို့ ဟုတ်ကဲ့ ခဏလေး ဟုတ်တယ်လေ ရလားကို ရတယ် โอเคရပြီ โอเค have fun ကိုတို့ ယူကောနေမယနာလောဘောပဲတွေ့ရောမင်းတက်ကောင်းမစားဘောဟမ်ဟုတ်လားရှားနေတာမတွေ့ဘူးအဲ့တော့ကြည့်နေတာသိလားအင်းကြီးနဲ့ အခုအင်ကြီးဂျူကြီးနဲ့မအေးဘူးလား အဲ့လိုလို့မီးပြက်နေတယ်ကိုကြီး ဒီကတော့ပြောမနေနဲ့ကိုကြီးပြက်တာတော့ပြောမနေနဲ့ကျွန်တော်ကလန့်သွားတာသိလားဟိုဟာနဲ့ဆိုတော့လေဟိုဟာအင်ကြီးတုံလုံးကြီးဆိုကျွန်တော်မျက်လုံးမပြူပြီးလန့်သွားတာဘယ်ဟုတ်မလဲပူလို့အင်ကြီးခဏချွတ်ထား မြန်မာမဟုတ်ဘူးလို့ထင်တာရုတ်တရက်လေအဲ့နာမှာဗာလဲအခုစခွင်မှာဗာလဲ report ကပေါ်နေရဗျာလုံးတွေပါရမမြင်အောင် report ဆန်ပေါ်နေရအဲ့နဲ့တေချာလည်းမမြင်အောင်ဘာလဲပေါ်ကိုရီးယားလားဗာလားလို့ကြည့်နေ ဟာကဲအခုနားမှာရှိတော့အခုမုတ်ဝဲကျွေးလိုက်ပြီသိလားကျွေးပလိုက်ပြီဗျာကျွန်တော်ပြောတာသိရမလားချစ်တယ်ဗျာငါညီကိုတွေ ညာကြီးချက်တယ်ဗျာ အခု ဘယ်တော့မချစ်ဘူးယောက်ျားချင်း အကွာနော်ညီတော့မချစ်ဘူးယောက်ျားကြီးဆိုပြီးရင်ဝင်နေဝင်နေတာနော် ဘာလုံးနေတော့ကိုက အခုကျွန်တော်ကတော့အားတယ် ကိုချိုဒီမှာကောင်းမြတ်ကိုကောင်းမြတ်ဆန်မတီးလားဇလန်တွေရကိုလေကိုလေကျွန်တော်ကောင်းလေ โอเคအကိုတို့တွေ့ရတာဝမ်းသာပါတယ် တီးရကိုကဟုတ်ကဲ့ပါတွေ့ရတော့ဝတ်သားပါလေ အဲ့ဒါဆိုခွင့်ပြုပါအောင်ခင်ဗျာ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကျေးဇူးပါ ဟုတ်ကဲ့ ကြောက်ရေး ထိုင်းတော့ဘာတော့မှာတော့ကိုဆိုင်အပြင်သွားတော့မယ်ဒီမှာကိုဆိုင်ဆိုတာဒီမှာဆိုင်းဆိုတာကိုဆိုင်လာခဲ့လားလာပဲသွားမှာတော့လာမသွားဟောက်ဘယ်သွားကြမှာသူနဲ့ရတယ်ကွအဲ့လိုပြီးရင်ကျွန်တော် log out လိုက်ဟုတ်ကဲ့ဘယ်ကိုသွားရင်ကောင်းမလဲဘယ်နိုင်ငံသွားရင်ကောင်းမလဲနည်းနည်း idea လေးပေးကြပါအောင်ဘယ်နိုင်ငံကိုရီးယားအညာစေရောနော်အညာစေရောအဲ့လောက်ဆိုရရနော်အဲ့လောက်ဟန်လုပ်လိုက်ရကိုရီးယားသွားကြည့်လိုက်မယ်ကိုရီးယားသွားကြည့်မယ်ကိုရီးယားသွားမယ်ဟေးကိုရီးယားသွားမယ်
နာမည်မေးလို့ရှိရင်ဘယ်လိုပြောရမလဲလီမျက်စံလီမြောင်စုလီမြောင်စုဒါမှမဟုတ်ကောင်းဂျောင်းမြောင်စုဂျောင်းမျက်စံဘယ်လိုပြီးရင်ကောင်းမလဲကောင်းမျက်စံဆိုတော့ကိုဆိုင်ဂျောင်းမြော်စုဂျောင်းမြော်စုโอเคဂျောင်းမြော်စုမိသားโอเคရပြီအဲ့ဆိုလှုပ်ရှားလို့ရပြီလားသွားကြမယ်ကိုရီးယားသွားမယ်နေရလေ ကြောင်မြောင်စုမိတာနေကောင်းပါလေညီမလေးမင်္ဂလာပါညီမလေးမစကစ်ဘူးညီမလေးဟုတ်နေကောင်းလားနေကောင်းတယ်ညီမလေးဒီဟာကြီးအရင်ထွက်နေဟုတ်ပါဟယ်လိုကြားလားညီမလေးဟုတ်ကြားတယ်ထိတ်မခေါ်မင်္ဂလာပါညီမလေးစားပြီးပြီလားပြီးပါပြီအကွာမစားသေးဘူးအကိုမုတ်ဝဲကျွေးပါလားရန်ကုန်လာခဲ့လေအကိုရန်ကုန်ပါအခုဟုတ်လားမုတ်ဝဲကျွေးပါလားအကိုကျွေးမှာဗောဘယ်အကိုအခုဝါစားကျင်တယ်ဆူရှီစားကျင်တယ်ကျွေးမယ်လေလာခဲ့ဘယ်မှာလာစားမလဲဦးချစ်မောင်လန်းလားဦးချစ်မောင်လန်းလားဘာမဟုတ်အကွာသူချီစားခြင်းနဲ့ပြောလို့အဲ့ဒါချော်တာကိုသိတယ်ဟိုခုနစောင့်ကြည့်နေတာအကိုအကို stream ကိုစောင့်ကြည့်နေလားဟာအဲ့ကွက်တီဝင်တာပေါ့အကိုကခုနကြာနေပြီးဝင်လာစပရိန်ကဘယ်တဲ့ Highland နဲ့ဝင်တယ်အကိုပြီးတော့အခုကိုရီးယားရောက်တယ်တိလားဒါမဲ့အကိုနဲ့မတွေ့ခဲ့ပါဘူးအဲ့လားโอเคနောက်ကြုံလို့ရှိရင်ဆူရှီလာသားမယ်နော်ဟုတ်မိတ်ဆက်ပေးပါဦးညီမလေးဒီမှာညီမလေးတို့နာမည်ကိုမေးနေတယ်ညီမလေးဒီဘက်ကညီမလေးအရင်မိတ်ဆက်ပေးလိုက်ပါဦးနာမည်ညီမလေးမိတ်ဆက်ပေးလိုက်ဟုတ်ညီမနာမည်ကရွှေဤဖြိုးရွှေရီဤဖြိုးရွှေရီဤဖြိုးရွှေဤဖြိုးညီမလေးရောညီမရှားစုတဲ့ဒီဘက်ကညီမလေးကရွှေဤဖြိုးတဲ့ဒီဘက်ကညီမလေးနာမည်ကရှားစုတဲ့ဒီမှာအကောင့်လင်းခိုင်းနေလို့ကိုโอเคပါညီမလေးကျေးဇူးတင်ပါတယ်နောက်ကြုံလို့ရှိရင်ဆူရှီဝင်စားပါမယ်တတာဟုတ်တတာ
ညီမလေးကိုအကိုမြင်ဘူးလေ ဟုတ်လား ဟုတ်တယ်လေပြီးခဲ့တဲ့အပတ်ညီမလေးကတင်တန်းတက်နေရမလားအဲ့တင်တန်းကလေကိုကျော်မြင့်စွာအကိုလေ မဟုတ်ပါဘူး ဟင်မမိဘူးလားညီမလေးနာမည်ဟိုပါလေရွှေရီမြင့်ဟုတ်တယ်မလား ဟုတ်ပါဘူး မျက်မှန်နဲ့လေညီမလေးတင်တန်းမြင်လာလေ ဘယ်တင်တန်းလဲ အချုပ်တင်တန်းလေ မဟုတ်ပါဘူး ဟုတ်ပါတယ်လူမားတာမဖြစ်နိုင်ပါဘူး ဟုတ်ဟုတ် မဟုတ်ဘူးလား ဟုတ်တယ် အဲ့ဒါလူမားတာပေါ့အကို ဟုတ်တယ် ဩနိုင်နာမည်ဘယ်လိုခေါ်လဲ နန်းနီနီ ဟမ် နန်းနီနီ နန်းနီနီအဲ့ဒါရှမ်းဆက်တာပေါ့ မဆက်ပါဘူးအိမ်ခေါ်နေတယ် อืมနန်းနီနီအကိုနာမည်ကကိုကျော်မြင့်อืมဟိုဟာတငယ်ချင်းတွေကတော့ကျော်ကြီးလို့ခေါ်ကြတယ်อืมညီမလေး Facebook ရှိလားကိုအပ်လိုက်မယ်လေ ရှိရ အကိုဟိုကျော်မြင့်ဆိုတဲ့နာမည်နဲ့အပ်လိုက်မယ်အနောက်ကဂွင်စဂွင်ပိန်းနဲ့ကျော်ကြီးဆိုရပါ အလီရှကိုရိုက်ပြရမှာ နန်းနီနီနော် မဟုတ်ဟမ် တချို့အလီရှကို အော်ဟွာ Alicia Cole Facebook နာမည်က Alicia Cole နော် Okay အကိုအပ်လိုက်မယ်ဟွာကျော်မြင့်နောက်ကဂွင်စဂွင်ပိန်းနဲ့ကျော်ကြီး profile picture မှာအင်ကြီးအစိမ်းအောင်လေးနဲ့အကိုတစ်စောင်းလေးဒီလိုလေးလှည့်ထားတဲ့ပုံနော်ညီမကြီးနော် အကို page ကို follow လုပ်ထား prank လားအကိုကစနေတာကိုဘယ်လိုဖြစ်လို့အခု page ကို follow လုပ်တာလဲငါ့ကိုပြန်ထည့်သွားရနော်ငါညီမလေးနန်းနီနီအေးမှတ်ထားတယ်ရုပ်တည်နေနော်အရန်နောက်တက်တယ်နော်ကဲဒီမှာ Alicia Cole ရဲ့အလိုက်မယ်နော် အမရတော့မယ် အမရတော့မယ်မဟုတ်လို့ရှိရင်ကျော်မြင့်ဆိုတဲ့နာမည်နဲ့မအပ်နိုင်ငါပြဿနာတက်မှာ Okay ညီမလေးတတအလိုက်မယ်ငါ့ကိုထဲသွားတာငါ့ကိုရုပ်တည်နဲ့ထဲသွားတာငါ့ကိုထဲသွားတာအစကောင်းတော့လုံးဝ तू မသိတဲ့ပုံစံနဲ့လုပ်ပြီးတော့နောက်ပိုင်းစားသွားတာငါရောက်နေကိုရီးယားလားကိုကောင်းတယ်မြန်မာလန်ပြောင်းလိုက်တယ်အဲ့ဒါဆိုမြန်မာတွေကိုမတွေးတော့ဘူးတဲ့ဟာ connection establish ကမြန်မာဖြစ်နေလို့တဲ့ဘယ်နားမှာပြောင်းရလဲအဲ့ဒါဟုတ်ဘူးထင်တယ်နော်ကြော်ကြီးရတဲ့အိုက်တင်ကောင်းတယ်နော်တဲ့သူကပြောမနေနဲ့အိုက်တင်ကတော့အာဇာနီဟာမပြောင်းနဲ့ VPN ပြောင်းလိုက်ရောတဲ့ကိုကျော်မြင့်ရေးတဲ့သူကြတော့ကောင်မလေးနေပဲတွေ့တယ်ငါတို့ကြတော့ရဲ့အကိုလည်းရှက်တယ်အကိုလည်းရှက်တယ်မပြောင်းတာကုန်တော့မယ်ငါပေါင်းတော့ကုန်တော့မယ်
ပိုလန်ကိုတဲ့ပိုလန်ကိုတဲ့အေးပိုလန်ကိုမယ်ကွာဘယ်သွားရမလဲဒီခါဘယ်မှာလဲဒါလားPhilippines Salamat Philippines က Salamat Okay let's go Filipinos ဘာပြစ်တာလဲလို့ဘာပြစ်လို့မတက်လာလဲ Filipinos အစောကင်းလေးတော်ကွေးတော့လဲကြော်ကော်ခံရတယ် Hi Daddy တော်ပြီကြာကြာချင်းတော့တော်ပြီ สวัสดีค่ะ ကြာကြာချင်းမကြိုက်ဘူးကြော်ပြီငါဘာဖြစ်လို့ကြော်ကြလဲလို့ကိုကျော်မြင့်ရဲ့အားပေးနေရနော်တဲ့ကျေးဇူးပါကျွန်တော်နာမည်ကိုကျော်မြင့်ပါကိုကျော်မြင့်ခွင်းစားဝင်ပိတ်ကြော်ကြီးပါကိုကျော်မြင့်ခွင်းစားဝင်ပိတ်ကြော်ကြီးပါHello. Are you from Japan? No I'm from Korea I'm from Korea. 안녕하세요. 안녕하세요 네 안녕하세요. 네. Where you from Where you from? I'm from Philippines. Salamat Salamat. Oh, you know. Salamat. 고마워. No No. 고마워 고마워. 고마워. 고마워 고마워. Oh, okay. yeah Yeah. Are you streaming? if you want to say If you want to say, don't go don't go. please don't go Please don't go. 하지마. 하지마 하지마. 가지마. 네 네. 네 means yes. 네. yes you Yes. know You know. Yeah. yeah I live in Yeah, Seoul I live in Seoul. The yes is I. The word no. 아니? 아니 아니? right yes Right, yes. 좋아해. 좋아해. 좋아요 좋아해. I like you. yes Yes. 좋아해. 좋아요 좋아요. 네 좋아요. 네. 네. 사랑해 사랑해. 네 네. 음. I know. Why you're so good at English? Your Sorry? accent. Sorry? You're so good. You have your nice accent in yeah English. because I'm an Because I'm an English teacher. in Seoul In University Seoul University. Teacher. yes You're a teacher. Yes. yes You're a handsome teacher in Korea. thank you so much Thank you because so in much. Korea Because there in are a Korea lot there are a lot of of handsome guys. Yeah, that's why I want to go in Korea and marry. yes please Korean. come Yes, please come. Please come. I'm friend with Lee Min Ho you know Lee Min Ho You know Lee Min Ho? Lim Min Ho. yes yeah. he is my friend Yes, he is my friend. Yes. Really? yes Can you Yes. say hello? I'm from Philippines. Yeah. he stay near my He house stay near my house. Really? yes Yes. I can see him right now. I think he he is now filming now filming yes now filming next yes. drama series Next drama series. Can you show me? Can you send him a message for me? yeah of course Yeah, of course. Of course. show you I'll show you. I'm from Philippines and I really like his
series. Yes. City Hunter, Yes. Legend of the Blue Sea. Yes. I'm Um, filming you, okay? filming you, And okay? I'll send him. And I'll find him. okay. Hello, Lee Min Ho. I am your big fan here in Philippines. I am Jinky Quinto, and I really like and watch your TV series. And one of my favorite is The Ears. City Hunter, the action movie. Okay. Yes. Actually, I think I shouldn't do like this. Actually, I'm from Myanmar. from Myanmar. Yama? Yes. Yes. I'm sorry. What's Yama? It's Myanmar. It's Myanmar. Myanmar? Yes. Yes. I'm sorry. You don't need to say sorry. Why? Because Because I don't know. I don't know. Because I like to Because I like to Then that I am that I am from Korea. I and know I know with with Mimiho. I'm sorry. that's not true. Yeah. That's not true. That's not true. You're lying? Yeah. Sorry. I'm Yeah, sorry. I'm Forgive sorry. me. Please forgive me. Mingalaba. 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 It's me. It's Salamat. me, Salamat. Mingalaba. Mingalaba. I'm shy. I am no need I to know, shy. That's why I want to say I want to sorry. say Okay. sorry, okay? I'm embarrassed. I shouldn't tease I you, shouldn't but tease you, but I tease I you. tease you, But I'm sorry. but I'm okay? sorry, okay? But you're a real teacher. No, I am an No, actor I am from an Myanmar. actor from Myanmar. You're what? I am an actor. I am an actor. You're an actor? Yes. Yes. I'm sorry. I'm sorry. I'm just, you know, I just want to have have fun and fun happy. and That's why. happy. That's why. I'm sorry. Oh. I I'm like sorry. to. I like to, okay? I want to hear that I you want to hear forgive that me. you Please forgive me. Please Okay? forgive me, okay? I'm disappointed. I know. I know. I'm sorry. I'm sorry. It's okay. It's okay. It's okay. Okay. But Sorry. Sorry. you're good in Korean language. Because Because I also watch drama, watch drama, Korean drama. Korean series. dramas. I don't think I believe you. I can't believe you. Why? I don't believe Hi. you're not from Myanmar. You're really from Korea. You think so? You think so? Yeah. You live in Korea. That's my assumption. Really? Really? Yes, because you have a beauty of Korean. Thank you so much. Thank you so I'm much. actually from I'm Myanmar. actually from Myanmar. I am I am pure Burmese. pure Burmese. Burmese Burmese. people who born in People who Myanmar. born in Myanmar. Yeah. Yeah. Do you 안녕하세요. know 네. where I... 안녕하세요. 네. You're so good at Korean. Okay. Okay. I'm going to. I'm click going the to next, okay. click the I next. gotta go. Okay, I gotta go. Bye bye. Okay. Bye-bye. Okay. Sorry for lying to you. Okay. Sorry for lying to you, okay? Yeah, you're a great liar. Sorry. Sorry. Bye bye. I hope Bye-bye. you can't sleep. I hope you can sleep. Of course, I can't sleep Oh, tonight I can't because I lied to sleep you. tonight because I lied to you. You can sleep well forever. Forgive me. Forgive me. Bye. Bye-bye. ကိုရမ်းကြိုက်တဲ့ idol တယောက်ယောက်နဲ့စကားပြောခွင့်ရမယ်ကိုပြောချင်တာပြောခွင့်ရမယ်ဆိုတကယ်လည်းမဟုတ်ဘူးဆိုလို့ရှင်ဘယ်လိုခံစားရမလဲဆိုရင်မူဝင်သွားတယ်တိလားဝင်သွားတော့လေကိုကိုဝင်ခံလိုက်ရတယ်မလုပ်တော့ဘူးဆိုပြီးတော့စိတ်ဟွာမဖြစ်ဘူးတကယ်တော့ကျွန်တော်ကကိုကျော်မြင့်ပါကဲ
ခံစားသွားပြီတဲ့ကောင်မလေးတနာပါတယ်တဲ့ဟုတ်တယ်လေအဲ့ဒါကြောင့်ပြောတာအကိုချင်းစာစိတ်အဲ့လိုမျိုးစိတ်ထဲမှာဒုံးဆိုဝင်သွားစားခြင်းစိတ်ပဲရှိရပြီးတော့ဒုံးဆိုဝင်သွားတော့ပြည့်မလားစိတ်မကောင်းကဲကိုရီးယားလေးကိုသွားကြမယ်เนาะဒီတစ်ခေါက်တဲ့ကိုခမ်ဆာမီဒါအဲ့လိုလေးသွားကြမယ် country ကဘလို့ all ဖြစ်သွားတယ်ကောင်မလေးကဖိလစ်ပိုင်ထင်တယ်တဲ့ဟုတ်တယ်ခုနကောင်မလေးက Filipinos လေးတနာပါတယ်စလွန်သွားတယ် sorry ပါ where is Japan တဲ့ Japan သွားမယ်ကိုရီးယားသွားပါ please ကိုကျော်မြင့်တော်တဲ့တော်တော်ဆိုးတဲ့အညာစေရောတဲ့ prank လို့ပြောလိုက်ရင်ပြီးရောဆိုပေမဲ့ဒါပေမဲ့ तू အဲ့လိုမျိုးခံစားသွားမှာမလို့အဲ့လိုမျိုးမလိုလားတာဗျာသိလားကျွန်တော်လည်းအဲ့လိုမျိုးအရန်တစ်ခါရရင်အစလွန်သွားလို့ရှိရင်လူတစ်ဖက်သားကိုထိခိုက်သွားတာမျိုးကကျွန်တော်မဖြစ်စေချင်ဘူးအဲ့တော့အချိန်မလွန်ခင်မှာပဲပြန်တောင်းပန်လိုက်တာပါအဓိကကတော့ Israel လည်းမသွားပြီးဘူးတဲ့မြန်မာတွေရွေးဂျပန်အားတိတ်နေပြီပါ AK မြန်မာရောက်ပိုလန်ရောပိုလန်သွားမယ်Alicia Cole อ่ะ stream ပြီးလာအဲ့ရတော့မယ်နော်တဲ့ Alicia Cole okay ပါ Alicia Cole ရေ We were only 11ရာဘူးဘယ်သွားရမလဲကိုရီးယားကိုမယ်တဲ့ကိုရီးယားကွာအဲ့ဒါဆိုကိုရီးယားကဲကိုရီးယားလေးလားထိုင်းကိုသွားကိုကောင်းတယ်ယူကရိန်းမှာဆိုနေတဲ့ဟာခုနဘယ်သူကြီးတုံး Alicia Cole ယူကရိန်းပဲသွားလိုက်ပါတော့ရှင်အစင်နေပတ်ရှာပေးနေနော်ရှာလို့မရဘူးဖြစ်နေထိုင်းလန်နဲ့ဂျပန်နဲ့အင်ဒိုတဲ့안녕하세요. 네. 안녕하세요. 에이, 땡큐. ngọc thì chờ chị đâu mà next nick tòa lại còn đi cũng là còn ngà tôi lại để mấy nè Poland mà bố để Poland kìa Poland qua kìa England đây yêu đấy ê Poland ê Poland mà Myanmar bé bé ngầu biển để bị sorry ငါညီလေးရဲ့အကိုနှိမ့်မိသွားတယ်ဖင်လန်ကိုသွားပါအကိုတဲ့တရုတ်မလေးစီသွားတယ်စင်ကာပူလာခဲ့ပါတဲ့ကဲပြောဘယ်သွားမလဲပြောကဲဘယ်သွားကွာဘယ်သွားမလဲပြောဘယ်သွားမလဲလို့ရဘူးဘယ်သွားကိုမလွတ်ဘူးနယ်သာလန်သွားတယ်အေးနယ်သာလန်ကဲနယ်သာလန် UK သွားမလား UK United Kingdom နော် UK မှာ shopping ထွက်မယ် UK မှာ shopping ထွက်မယ်hello တော်ပြီထိုင်းမှာစမဲရှာတဲ့
ဂျပန်သွားတဲ့ဟမ်မျက်လုံးရအိုဝါဖြစ်နေ overdin effect ကြီးနဲ့ပြူးနေလို့တော်ပြီကြော်ပြီနော်ညီလေးဟမ် no ငါပူကြီးရဲ့ဒီမှာတာကြီးဒီမှာတွေ့လားအေးကြော်လိုက်မင်းငါ့ကိုမနိုင်ကြော်လိုက်တာကြီးကျေးဇူးပဲဟမ် United Kingdom ကဲဟာရောက်ကြီးဘာတွေတော့ဆောင်းဟောက်နေတယ်လေရောက်လို့ရဘာတွေတော့ဟာစင်ကာပူရောက်သွားပြီဟာကိုကျော်မြင့်တဲ့စဉ်းစားကောင်းရှုံညီမလေးစီလာလိုက်တော့တဲ့ကဲတော်ပြီငါကဘာပတ်နေရအစော်ကင်လည်းမတွေ့ဘူးဒီမှာဒီညီမလေးကလည်းအဲ့ဒါ United Kingdom ပဲညီမလေးမင်္ဂလာပါ United Kingdom ရောက်နေညီမလေးအတီးရာ United Kingdom ရောက်နေပါတယ်ညီမလေးရေညီမလေးရဲ့မျက်နှာလည်းမမြင်ရဘူးကိုကြော်မြင့်ခေါ်ကြော်ကြီးဂျင်းနေတာနော်တဲ့အလီရှာကိုကငါ့ကိုဝင်နောက်နေပြီအလီရှာကိုငါ့ကိုရုပ်တီနဲ့စလာတွေကတိရ तू မသိပါဘူးဗောသိရမလားခုနYo what's up bro ဟာတဲ့ Hey what's up bro How are you doing Thanksကဲကနေဒါသွားမယ်ကနေဒါအေးခဏပါโอเคကဲဒီနေ့ကဘာပတ်တာမတွေ့ဘူးเนาะအိတ်ကလည်းအိတ်ချင်လာပြီအဲ့တော့เนาะအားလုံးပဲဒါပါပဲပြောဒီနေ့ပြောရပါတယ်เนาะကျွန်တော်နဲ့အတူတူပြောမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲနောက်နေ့ကြလို့ရှိရင်တော့ဂိမ်းဆော့မယ်ဂိမ်းဆော့ရင်လည်းလာအားပေးကြပါအောင်လို့ပြောချင်ပါတယ်အကယ်၍ဒီလိုမျိုးလေးဟိုကြုံကြိုက်လို့ရှိရင်လည်း OMI TV လေးမှာစကားလေးပြောကြမယ်ဒီတစ်ခေါက်ကြလို့ရှိရင်ဘယ်နိုင်ငံလေးသွားရင်ကောင်းမလဲဆိုတာနည်းနည်းလေးစဉ်းစားထားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့live လေးကိုကျွန်တော်အဆုံးအစောကြီးရှိသေးတယ်တဲ့ဘယ်ကိုအိတ်မာတော့နဲ့ဟောဒါနဲ့ပြောပြရအောင်မယ်ဒီနေ့ကျွန်တော်ဒီနေ့ဟိုရီမာပရာဟိတာကျောင်းမှာကျွန်တော်အလှူလေးလုပ်ခဲ့တယ်အဲ့ဒီအလှူလုပ်တဲ့activities လေးတွေဓာတ်ပုံလေးတွေပြီးတော့အလှူလုပ်တဲ့နာမည်ကိုလည်းဒါကောင်းမြတ်ဆန်နဲ့ပရိသတ်များ Dinverse များဆိုပြီးတော့ကျွန်တော်လှူဒန်းခဲ့တယ်ဆိုတော့ခုနှစ်ရက်သားသမီးအားလုံးပဲတာရုခေါ်နိုင်တယ်တာရုခေါ်လို့ရပါတယ်လို့ပြောရဲတာရုခေါ်လို့ရပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီ activities ဓာတ်ပုံလေးတွေကိုကျွန်တော်16ရက်နေ့မှာဓာတ်ပုံလေးတင်ပေးမယ်အားလုံးတာရုခေါ်လို့ရအောင်လို့ပေါ့နော်အဲ့တော့အားလုံးပဲဒီကြောင်းလေးကိုပြောပြရင်လည်းအားလုံးဒီနေ့ live လေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်เนาะနောက်နေ့ကြာလို့ရှိရင်လည်းထပ်တွေ့ချင်ပါတယ်ခင်ဗျာ